တင်နေတိုင်းမြင်ဘူးနေတဲ့ဖဲချက်52ချက်ဟာတကယ်တော့ဖဲကစားဖို့တတ်တတ်မဟုတ်ပဲတစ်နှစ်တာလုံးရဲ့ပြက်ကတိန်ဆိုတာသိပါသလားကြားရတာမယုံနိုင်စရာပဲမလားဒါပေမဲ့နောက်ွယ်ကတွက်ချက်မှုတွေကကွက်တိပါပဲပထမဆုံးအနေနဲ့ဖဲတစ်ထုပ်မှာအတိအကျရှိတဲ့52ချက်ဟာတစ်နှစ်မှာရှိတဲ့52ပတ်ကိုကိုးစားပြုပါတယ်ပြီးတော့ဖဲအမျိုးအစား၄မျိုးဖြစ်တဲ့အသေးဒေါင်းကလောက်စပိတ်ဟာလူမိုးဆောင်းအပါဝင်ကမ္ဘာရာသီဥတု၄ခုကိုပြတာပါအမျိုးအစားတစ်ခုစီမှာ73ချက်စီရှိတာကတော့ရာသီတစ်ခုချင်းစီရဲ့73ပတ်ကိုရည်ညွှန်းတာဖြစ်ပါတယ်ဒီထပ်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းတာကအနီနဲ့အနက်အယောင်နှစ်ယောင်ဟာနေ့နဲ့ညကိုကိုးစားပြုပါတယ်ကဲအခုအားလုံးထပ်ပေါ်လန်းတဲ့လှိဝက်ချက်ကိုပြောပြမယ်ဖဲချက်တွေရဲ့ကဏ္ဍတန်ဖို့အားလုံးကိုပေါင်းလိုက်ရင်ချက်ကို17ကွင်းကို12ကင်းကို73နဲ့အေးကို1လို့တွက်ပြီးပေါင်းလက်ကအတိအကျ364ရပါတယ်အဲ့ဒီ364တဲ့ကိုနောက်ဆုံးကြံတဲ့ဂျိုကာကပ်ပြားလေးရဲ့တန်ဖိုး1ကိုထိပ်ပေါင်းလိုက်365ရပါတယ်ဒါဟာတစ်နှစ်မှာရှိတဲ့ရက်ပေါင်း365ရက်နဲ့ကွက်တိပါပဲဖေးချက်တွေဟာတာမန်ကစားစရာမဟုတ်ပဲရှိခိကလေးကလှိဝက်ဆိုင်ကျတဲ့ပြက်ကလေးတစ်ခုဖြစ်ခဲ့တာပါဘဟုတုတအသစ်ဆန်းတွေနေ့တိုင်းသိရဖို့ PN ကို subscribe လုပ်ထားပါဦးတင်ကောဒီလှိဝက်ချက်ကိုအရင်ကသိဘူးလားကွန်မန့်မှာဖြေခဲ့ဦးနော်